င်္ဂလာပါရှင်ဒီနေ့ကတော့ရှင်မို့တို့ဟော့ပေါ့သွားမျိုးတဲ့ဘယ်လိုလေးပဲဖြစ်ပါရဲ့ရှင်ကဲရှင်မို့တို့ကားမိုးရဲ့စနေပြီးအိုးဝေနဲ့သွားပါတော့ကဲအိုးဝေဆရာလည်းမောင်းပါတယ်မောင်းရင်နဲ့ပဲရှင်မို့တို့တွေအကုန်လုံးဟော့ပေါ့တိုင်းကိုရောက်ပါပြီရှင်အဲ့တော့ထဲမှာရိုက်ကြည့်ပါဟိုရိုက်ကြည့်ပါတော့နော်ကဲရှင်မို့ကတော့ဘန်းလေးကရွေးနေပါပြီဟိုရွေးဒီဟောပါလေးကောင်းတယ်ဒီဟာလေးကောင်းတယ်ဆိုပြောနေချိန်မှာရှင်မို့ဘာမှမထည့်သေးဘူးပေါ့နော်ဒီညတော့ကြည့်ချက်ပေးနေပေါ့အလုံးမင်္ဂလာပါလို့ပြောပါရစေ။ဒါရင်နာမိုးလေးပါပေးရတော့အဖေပါ။ဘုဘကဒါသပင်ရှိတင်းနဲ့ဝင်မိုးပါရှင်။ကဲရှင်မို့တကားကိုဖွင့်လိုက်ပါပြီ။အဲ့ချိန်မှာဘာကုန်းကြည့်လဲဆိုတော့ရေဘဝဲကိုအရင်ကြည့်တာပေါ့နော်။ရှင်မိုးကကြတော့ဟောပေါ်ဆိုင်သွားရင်ချက်သားဝက်သားတိတ်မကြိုက်ဘူးပေါ့နော်။အဲ့တော့ပင်လယ်စာများများစားပါရဲ့ကဲရေဘဝဲကောင်ကြီးကြီးလို့ပြနေပါတယ်။ကဲဒါအမိုးလည်းအများယူခဲ့ပါတယ်ဒီနေ့။ဒါလိုက်ရှာတော့ရှင်မိုးကပစုံနေလဲယူတယ်။ကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်။အဲ့ချိန်မှာအချင်းသွားဆက်ပါတော့မယ်ငရုတ်သီးများထည့်တယ်စက်သွန်ကြီးလေးထည့်မယ်နည်းနည်းလေးထည့်မယ်အပြင်စီးဖို့ချင်းလေးထည့်ပြီးမှယူခဲ့ပါတယ်အချင်းလေးကိုကောင်းကောင်းလေးဆက်တတ်ပါတယ်ရှင်ကဘလိုမျိုးပဲတွေပါရောတိတ်မကြိုက်ဘူးနော်ရိုးရိုးရှင်းရှင်းလေးပဲအချင်းဆက်လိုက်ပါတယ်ဒီလိုမျိုးကလော်ထည့်ပါတယ်ကဲဘာမှမလဲမထည့်လိုက်ပြီးကဲထည့်တယ်စီးဖို့ချင်းကို9စွန်းလောက်ပြည့်ထည့်လိုက်ပါတယ်ကဲဒါတော့စားတော့မှာပေါ့နော်အစင်လေးဒူကောင်လေးရောကျွန်တော်နည်းနည်းပဲယူထားတာပါအများကြီးမယူရှင်ကအဆိုင်ကြည့်ဦးပေါ့နော်ပြောချင်တာကတော့ကဲရေဘဝဲကိုဆယ်ပါပြီဒါတော့ရှင်မတို့မိသားစုဝိုင်းနေပေါ့နော်ကြမဲတွေရောကိုက်လန်တွေရောအများကြီးယူထားပါတယ်ကြက်မြင့်ကြက်သေးတွေရောပေါ့နော်ဝတ်သားလေးနဲ့ယူထားပါတယ်ကျွန်တော်တို့ပင်လယ်စာအများကြီးစားပါမယ်စားပါတော့မယ်ရေဘဝဲကြီးပါတဲ့ပြောနေပါတယ်ရေဘဝဲတွေအများကြီးယူထားပါတယ်ဟိုမွေဒီမွေဟိုမွေဒီမွေနဲ့စားမယ်အချိန်လေးရောက်ပါတော့မယ်ရှင်တရေတွေတော့ကြာနေပါပြီအဲ့အချိန်မှာသူများတွေကတူတွေတကားကားဖြစ်နေကျွန်တော်ပြုတ်တုံးပေါ့နော်ကဲစားပါပြီစားပြီးမှပါရလည်းပြုတ်ပါရဲ့အဲ့ဒါဝက်ဦးပေါ့နော်ဝက်ဦးမှကျူပပလေးတီးထားပါဒါဝက်သားနည်းနည်းပဲယူရှင်ကအမဲသားကြက်သားတော့မစားဘူးအဲ့ပတ်စရောက်ပြီဆိုရောင်းစားပစုံစားတယ်ရေပေါ်ပဲစားတယ်ကဲဟင်းလေးတောက်ပါဦးမယ်ဟင်းလေးကောင်းလာတော့ရီးစမ်းကြည့်နေပေါ့ဟင်းလေးတော်ကောင်းပါလေဟင်းလေးကကျွန်မတော့ရိုင်းနဲ့စားခဲ့ပါတယ်ပစုံတွေလည်းအားရပါရခွာပါတယ်ဟောပေါ်တန်ရောက်ပြီဆိုတဲ့ပိုင်းနဲ့ရှင်မိုးကပစုံကိုခွာပြီးတယ်အချင်းနဲ့အစိမ့်တုတ်စားအရသာဘာနဲ့မှမလဲနိုင်ပါဘူးရှင်အရန်ကောင်းတယ်ပေါ့နော်ပစုံစိမ့်တုတ်ပြီးကဲငွေမိုးတော့စဆွဲနေပါပြီသူတို့ကတော့ကဲအေးနဲ့တောက်ကြမယ်စားကြမယ်ရှင်မိုးကအချင်းပစုံခွာလို့ကောင်းတော့မရှိသေးရဲ့ပစုံကိုခွာတယ်ကဲချက်ချက်ကိုဟောပေါ်ဆိုင်သွားရင်ချက်ချက်ပါပြီဆိုတဲ့ပိုင်းနဲ့မကရမနေချက်ချက်ကရမှာအိမ်မှာလည်းချက်ချက်ကြိုက်တယ်ဟောပေါ်ဆိုင်ကချက်ချက်ကြိုက်တယ်အများလို့အရန်ကိုကောင်းတဲ့အဆတော့မဟုတ်ဘူးပေါ့နော်ချက်ချက်ကြိုက်တာပေါ့နော်ချက်ချက်ကရှုံးရခရီးပေါ့နော်အရင်ကြိုက်ပါတယ်ချက်ချက်ကအလိုလိုကြိုက်ပါတယ်တချို့ကပြောပါတယ်ချက်ချက်ဆိုင်ရှာစားရတယ်တဲ့ရှုံးမရှာစားခြင်းကိုချက်ချက်ကိုစားလာပါအရင်ကောင်းပါတယ်လက်မိုက်ပိုင်းတော့ထောင်လို့အချင်းကြီးစားလိုက်သေးရနော်ချက်ချက်ကိုအကုန်ကြိုက်စားပလိုက်တယ်အကုန်လုံးချက်ချက်ကိုစားပြီးတော့ဘိုက်ဝါသွားတော့အချင်းတော်တော်လေးကောင်းပါတယ်ချက်ချက်ကိုလည်းမလာလေးနဲ့တုတ်ထားတခြားဟာတွေတိတ်မစားပြစ်ဘူးအသီးနဲ့နေတိတ်မစားပြစ်ဘူးဟောပေါ်တိုင်းသွားရင်ရေခဲမုံတော့မစားဘူးအေးနဲ့ပင်နေစားနဲ့ပစုံစိမ့်တော့စစားပါတော့မယ်ရှင်ကဲပစုံကဒီနူးလေးနဲ့ထွက်လိုက်ပြီအာလာကြိုက်လိုက်တယ်ကျွန်မပစုံလေးနဲ့အရန်ကောင်းတယ်ပေါ့နော်အဲ့ချိန်မျက်နှာလေးပြောင်းသွားပါတော့ဘုတ်တယ်ဝါတယ်အာလက်အိမ်နဲ့ဆောရနောက်ကြည့်တူနဲ့တောင်မဟုတ်ဘူးချင်းတို့လိုက်ပြီနောက်တစ်ကောင်ဟာတိုင်းပစတိနဲ့စားပါလေကဲအေးလို့တောက်မယ်လိမ္မော်ရည်လေးဝယ်ယူထားပါတယ်ကိုကာကိုလာမတောက်ခဲ့ပါဘူးရှင်ဒါကတော့စားတောက်ပြီးတော့တစ်ဖြတ်ပေါ့နော်ဗီဒီယိုလေးရိုက်တယ်ပေါ့နော်စားကြတော့ဘိုက်ကလေးဝါတော့တစ်မျိုးဒါအပြန်လန်းလေးပေါ့နော်လုံးဝမိတ်ကပ်တွေတော့မနာတော့အပြန်လန်းလေးရုပ်တစ်မျိုးဘိုက်ဝါတော့ဆိုမနာကျင်တော့ဘူးပေါ့နော်ချစ်စရာလေးမလေးရိုက်ထားတာကလာတော့ချစ်စရာလေးနီးကကလေးနဲ့ဒါရှင်မပြန်လဲအိုးဝေးလေးနဲ့သွားလဲအိုးဝေးတကယ်နဲ့တော့ဟိုဘောနော်အလှတရားလေးခံစားရင်လင်းချင်းခံရင်လည်းသွားလိုက်တာပေါ့နော်အိုးဝေးလေးနဲ့တခါပြောကြပါပြောနေနေပြီအပြက်ကိုစားပြတာပေါ့ပြောမှဆိုရင်တော့တန်အောင်စားခဲ့ရပေါ့နော်ဟောပေါ်တယ်တော့တန်အောင်စားရဆိုကြအောင်ပြောနေကြပေါ့တကယ်ကြရင်တော့ငွေမပြောရနှခမ်းတော်တော့ခေါ်လေးနဲ့တားကိုစားတယ်တဲ့သူကအိုးဝေးစရာတစ်ချက်ပြလိုက်ရောပေါ့နော်အိုးဝေးစရာလည်းမောင်းတယ်ပေါ့နော်
ဒီညနေခင်းစောင်းနေဆိုအရန်ကိုကောင်းနေပါနော်အားလုံးချစ်ပါတယ်ဘိုင်းမိုင်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်